ပါတွေ့ရကြပါပြီကျွန်တော်ရန်ကုန်ကနေမန္တလေးကိုတော့ဖြစ်ပါတယ်ရန်ကုန်ကနေမန္တလေးကိုအားစိတ်နဲ့တော့မှာပါအဓိကဒီအားစိတ်နဲ့တော့လို့ရှိလို့ရှိရင်စီဘယ်လောက်ကုန်လဲလန်ခီအတွေ့အကြုံတွေဘယ်လိုရှိလဲပေါ့နော်ပြီးတော့ကျွန်တော်မန္တလေးကိုပထမဆုံးရောက်ဦးမှာဆိုတော့ကျွန်တော်နဲ့တူမန္တလေးရောက်လို့ရှိရင်အတွေ့အကြုံသေးလေးတွေကို share လုပ်ပေးပါပေါ့ကဲကျွန်တော်နဲ့တူအကုန်လိုက်ကြည့်လိုက်ပါအောင်တော့ဆက်ရအောင်ကျွန်တော်ဒီ RSA ကစီအပြည့်ထည့်ထားတယ်မနေကြတဲ့က115မိုင်မှာတစ်ခါဖြည့်မယ်ပြီးမိထီလာမှာတစ်ခါဖြည့်မယ်နှစ်ခါဖြည့်ဖို့စိတ်ကူးထားရပါတော့စီဘလောက်စီကူးဘလောက်ကုန်လဲဆိုအရင်ဆုံးကြည့်ရတာပေါ့အခု115မိုင်ကိုရောက်ရှိလာပြီပေါ့နော်အချိန်အားဖြင့်တော့အခု9:25ပေါ့မောင်ကမိုက်ပါ share ပါပဲ RSA နဲ့တော့စီရတော့ခဏနေဒီမှာစားရတော့ပြီးတော့ဖြည့်မယ်ဖြည့်ရင်တော့ဒီရန်ကုန်ကနေ115မိုင်ထိကိုဘလောက်ကုန်မလဲဆိုတာစသိရမှာပေါ့နော်ရန်ကုန်ဆိုပေမဲ့ကျွန်တော်အိမ်ရနေဆိုမြို့တွင်းဖြစ်တာတွေပါရောပါလေးရပေါ့ဒီဒါမဲ့အဲ့ဒီကျွန်တော်အိမ်ရနေပြီးဒီ115မိုင်ထိကိုစီဘလောက်ကုန်လဲဆိုခဏနေသိရပါမယ်53မိတ်ထက်အခုအိမ်ရနေပြီးတော့115မိုင်ထိကို9200ပဲကျပါသေးရဲ့ဒါစီစဉ်နှုန်းလေးပေါ့နော်ဘုံမိထီလာကိုရောက်နေပြီပေါ့နော်မိထီလာမှာဟိုမှာထားဘယ်လောက်လဲမသိဘူး9200နဲ့ပဲ2000ဖြစ်ပါ2000နဲ့ပဲဖြတ်လိုက်ပြီ115မိုင်မှာ9300ဒီမှာမိထီလာမှာ9200ဆိုတော့စုစုပေါင်း3သိန်းနဲ့3,5000ဖြစ်သွားပြီပေါ့နော်စီဘိုးကမိထီလာထိရအောင်မန္တလေးထိဆိုရင်တော့ဘယ်လောက်ကြာမလဲဆိုတော့မန္တလေးအောင်မှကြည့်ကြရပါမန္တလေးကိုရောက်လာပါပြီစီရောက်ခမန်းကြီးရ3သိန်းခွဲလောက်ပဲကုန်ပါတယ်အခုကျွန်တော်မန္တလေးရဟိုတယ်ကိုရောက်ပြီပေါ့နော်ဟိုလန်ခေးရတဲ့အကုန်အဆင်ပြေရဲ့တချို့နေရာကြောက်လမ်းတော့တိတ်မကောင်းသေးဘူးပြင်နေတဲ့နေရာတွေလည်းရှိရဲဒါပေမဲ့တော်တော်များများကားမောင်းလို့တော့အဆင်ပြေရပေါ့နော်ဖြူးနေတာပြီးတော့ RSA နဲ့တော့ feeling ကတကယ်ကိုမိုက်တညိတ်နေရတယ်ဟာ share ပဲမောင်းရ feeling ကဒီပါနင်းစရာတော့မလိုဘူးလုံးဝတော့ချော့ကိုထွက်လာကားကလည်းဟာလုံးဝတကယ်မိုက်တယ်လုံးဝကျွန်တော်အရာနေပြီးတော့ဒီမန္တလေးဟိုတယ်ပေါ့ကျွန်တော်အခုတဲနေဟိုတယ်ထိအရောက်ကပြန်မြခမန်းချီစီကိုတွက်လိုက်ရင်တော့3သိန်းခွဲနီးပါးလောက်ပဲကုန်တယ်ပေါ့နော်ဒီ RSA အခုစီစီးကြနေလို့လဲပါမှာပေါ့တော်တော်လေးတက်တာရလို့ပြောလို့ရတယ်3သိန်းခွဲလောက်နဲ့မန္တလေးကိုရောက်လာမိုက်တယ်ဒါပေမဲ့စီရောမြို့တွင်းဆိုရင်တော့ပူစားတာပေါ့နော်ဒါ highway မို့လို့တော်တော်တက်တာဟောပေါ့အခုမန္တလေးမှာဟိုကျွန်တော်ဘယ်နေရာသွားမလဲဆိုတာလိုက်ကြည့်ရအောင်ပေါ့